ကိုစားခြင်းနဲ့စဉ်စားလို့မရ ဟုတ်လေကိုကမှားထားတာကိုစားခြင်းနဲ့ဆိုကိုတနိုင်စားခြင်းနဲ့ဆက်နဲ့စားဥမာသဘောတူပါဗျာဥမာမော်နီတလိပ်ပဲစားခြင်းနဲ့ဆိုရင် ဘက်ကနေစား break စားခြင်း break မတလိပဲ မော်နီ break စားခြင်းတော့သူအဲ့ချိန်မော်နီ break ဆိုဘယ်ချိန်စားရလဲဥမာ6နိုင်ခွဲစားမှာလားဟို9နိုင်စားမှာတော့ကျွန်တော်9နိုင်လို့ပြောတာလည်းသူနဲ့တက်လာပြီးတော့ကျွန်တော်ကြောက်မယ်တော့ဟိုတင်ရင်လားသူတက်ဆောင်တော့မော်နီ break စားမော်နီ break စားမော်နီတော့အမြင်နဲ့ပြောဥမာထားပါတော့ဗျာဟိုကောင်မလေးတယောက်ကိုလိုက်တယ်ကောင်မလေးတယောက်လိုက်တဲ့အခါကောင်မလေးကငါပေါ်ဘလို့နေတာရှိလဲကြည်လားမကြည်လားဒါဟုတ်သေးတယ်အဲ့ခါကျတော့မကြည်ဘူးကြည်ရင်ကြည်တော့သူပြန်ပြောပြီးတယ်ပြန်နေတက်လာပြောအကောင်လေးမလိုက်နဲ့အကောင်လေးမကြည်ဘူးယူသူမြဲပြောတယ် အခုငါဘာဖြစ်နေလဲမေးကြည့် မအခုမေးလို့မရဘူးသူပတ်မှာအခုယူဘူး အခုပတ်မှာ ကြတော့မေးလို့မရ မေးလို့မရလေအဲ့ဒါဆိုကို2ယောက်3ကြီးဖြစ်သွားတဲ့ခါကျတော့သူတို့ဒီစစ်စတန်ကိုဘယ်ထုတ်မလဲကို2ယောက်3နဲ့စစ်စတန်အခုကောင်မလေးကကိုကြိုက်လာကြိုက်တယ်ဆိုရင်ကောင်လေးလိုက်လို့ရိုက်လိုက်သူအမြဲပြောနေတာဥမာတော့ဒီအောက်မှာထိုင်နေတော့လက်ကားထိုင်နေတယ်ဟုတ်တယ်ကျွန်တော်အန်နေရှိမရှိဘူးဆိုတော့ကျွန်တော်သိလို့ထိုင်နေတာဟိုဒါအန်နေမရှိလို့ကျွန်တော်ထိုင်နေတာအဲ့ကအန်နေရှိတယ်ဆိုရင်တော့9မိနစ်လောက်ကိုကြိုပြောအန်နေရှိထောင်းအန်နေရှိထောင်းအန်နေရှိထောင်းအမြဲတမ်းသူအဲ့လိုမျိုးပြောနေတာနော်အဲ့တော့ဒီစစ်စတန်တွေကအရန်တန်ကြီးရှိတယ်ဒါကြောင့်မို့ဟာတွေ့ရနော်တွေ့ရနော်တကယ်ကြီး ချင်းကပဲကွာတရားပြစ်ချလိုက်သလိုပဲနော် မပြစ်ချက်လိုက်ပါသူ့သူမလေးဆွေးပြီးတော့ဘာမှတော့တက်လာတာဆွေးပြီးတော့ကြိုးကြတယ်အော်အဲ့ဒါအမှန်ဆိုအဲ့မှာထိုင်နေကျွန်တော်မထီဘူးလား အေးတန်ကောင်းလိုက် ကျွန်တော်မထီဘူးလား အေးထီးမှာပေါ့ အဲ့ဒါသူကဒီရက်တက်လားပြီးတော့ဒီဆောက်တက်ပြီးတော့အနေရှိထောင်းအနေရှိ ခုနမေးအဲ့လိုပြောလိုက်တာ အဲ့လိုပြောလို့ကျွန်တော် ငါလည်းမကြောက်ဘူး အဲ့ဒါဆို2ယောက်3ယောက်ဖြစ်သွားမှာဟောနိုင်တစ်လုံး2ယောက်တော့မိန်းမ1ယောက်တည်း2ယောက်ပေါင်းလို့ရ မရဘူးလေမရဘူးဒါတော့မှုဖြစ်ပါ အဲ့လိုပဲသူက1ယောက်တည်းဝယ်ထား1ယောက်ပဲသုံးလို့ရအောင်ဒါနိုင်ငံခြားလာတာဒေါ်လာကြီးပဲ330 ဒေါ်လာ330 ဒေါ်လာ330များလိုက်တော့ကွာအဲ့လိုကြီးပေးရ ဟို လို့ လဲနေအောင်ကြတယ်အဲတွေးခုံလုံးကြီးသွားနေတွေးခုံတော့အန်နေရှိတယ်ဆိုတော့သူပြော ဒေါ်လာ330တော့မတတ်နိုင်ဘူးကွာလို့ပါငါခေါင်းနဲ့လဲမှာ ရရလဲကျင်လဲပေါ့ဒါကျွန်တော်ပြန်ပါလိုက်တာနဲ့ရပါတယ်โอเคကားပါမှာ ကပေါင်ထားတယ် ဒီတော့ကြီးကဘာလုပ်ရမှာ ဒါအပူ အပေါ်တော့ဘာလုပ်လို့ရမှာတော့ ဒါနဲ့လဲမလို့ပြောတာမဟုတ်ဒါနဲ့လဲမလားလို့မေးတာ ကားနဲ့လဲမယ်ဆိုလဲမကျွန်တော်တွေးခုံ ပြောလဲအဲ့လိုတော့ငါအချင်းမဟုတ်ဘူးနော်မင်းကြွားတယ်လဲကြွားဖြည်းဖြည်းကြွားဒီနိုင်ရဒေါ်လာကြီးပဲ330တန်ဆိုမဖြစ်နိုင်ဘူးလဲလျှော့လိုက်အဲ့ဒါကလည်းငါနောက်တာပါတကယ်